တော့ဒီအလုံးလေးကအခုမှစပြီးတော့တင်တီးမဲ့ဝါသနာရှင်များအတွက်ဒါလေ့ကျင့်တီးခတ်လို့အဆင်ပြေမဲ့ဈေးတန်းလေးပေါ့နော်2သိန်းဝန်းကျင်2သိန်းကျပ်ပေါ့ဒီလိုမျိုးအလုံးတူလေးမော်နံပါတ်မတူလဲဒီလိုမျိုး test ပါတယ် transport ပါမယ်ဒါဆိုရင် test တစ်ချီပါတယ် transport ပါမယ်စန္ဒယာတန်အရန်ကောင်းတယ်ကျွန်တော်တို့အခုမှတင်ပြီးမဲ့ဝါသနာရှင်တွေအတွက်တင့်တော်မဲ့ဈေးနှုန်း2သိန်းဝန်းကျင်နေတယ်ကျွန်တော်2သိန်းဝန်းကျင်အလုံး keyboard တွေကျွန်တော်ရှင်မှာအများကြီးရှိပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်ဝါသနာရှင်တူဝယ်ထားတာလေးကိုစံပြနေရင်းတော့မှာဒီ file လေးကိုကျွန်တော်keyboard တချို့တွေကကျွန်တော်ကဟို3သိန်းတန်လေး3သိန်းခွဲတွေအဲ့လိုမျိုးတွေရွက်တင်နေတို့ရှိပါတယ်2သိန်းဝန်းကျင်နဲ့လည်းကျွန်တော်တို့ဝမ်းမန်းကောင်းကောင်းတီးလို့ရမယ့်အလုံးကြီးကျွန်တော်မှရှိပါတယ်ခင်ဗျာသူကတော့ပြင်မအတန်တော့ထည့်တီးလို့တော့မရဘူးပေါ့နော်ပြင်မအတန်ထည့်တီးလို့မရပါဘူးဒါပေမဲ့ကျွန်တော်ဝမ်းမန်းကောင်းကောင်းတီးလို့ရမယ်စနေရတန်ကောင်းကောင်းတီးလို့ရမှာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ